တေဥစာ HSK level 1ဒီမီနီအားလုံးပေါင်းမှာအလုံး150ပဲပါတယ်အဲ့တော့ဆရာအနေနဲ့เนาะလိုက်ပြီးတော့တင်ယူတဲ့သူတွေမှတ်မိလို့လွယ်အောင်ကြက်မှတ်လို့လွယ်အောင်ဆရာဒီအလုံး150ထဲနေပြီးတော့လွယ်ကူကူမှတ်မိလို့လွယ်အောင်เนาะဆရာမီနီ10လုံးထုတ်ပြီးတော့ဒီအောက်မှာဝါချဖွက်နေဥပမာပေါ့เนาะပြီးတော့စကားပြောနည်းနဲ့တွဲပြီးမှတင်မိမှာဖြစ်ပါတယ်လို့အဲ့တော့ဆရာတို့စလိုက်ရအောင်เนาะအဲ့တော့ပထမဦးဆုံးဒီမှာเนาะဆရာမီနီ10လုံးထုတ်ထားတယ်အဲ့တော့ဒီပထမဦးဆုံးဇေယျကွက်တဲ့ရှိဝါဟာရများဂျိုတီကြက်မှတ်သားရန်တဲ့เนาะဆရာတို့ဒီဇေယျကွက်တဲ့မှာရှိတဲ့မီနီဝါဟာရ10လုံးကိုအရင်ဦးဆုံးမှတ်သားဖို့ရန်အတွက်လိုတာပေါ့เนาะအဲ့တော့ဒီဇေယျကွက်တဲ့ကမီနီဝါဟာရကိုဆရာသင်ပေးမှာဖြစ်ပါတယ်အဲ့တော့ပထမတစ်လုံးငေါဒါတော့ကျွန်တော်ကျမပေါ့เนาะပြီးတော့ level 2တစ်လုံးနီဆိုတာတော့တင်ခမရပေါ့ပြီးတော့ level 3တစ်လုံးထားဆိုတာတော့သူပေါ့เนาะလေးထားသူမဒီမှာเนาะဒီမှာထားနှလုံးကပါကွာရလဲဆိုရင်ကျွန်တော်တို့ဒါယောက်ျားလေးသုံးတဲ့ထားနဲ့เนาะပြီးတော့ကျွန်တော်တို့ main ကလေးသုံးတဲ့ထားနဲ့တော့အတန်ထွက်တူတယ်ဒါပေမဲ့စာပဲကွာရတာပါเนาะအဲ့တော့ level 5စဆိုတာတော့ဟုတ်တယ်အဲ့တော့ level 6ပူဆိုတာတော့ဒါအငင်းစလုံးပေါ့เนาะမဟုတ်ဘူးเนาะမဆိုတဲ့အငင်းစလုံးရဲ့အဓိပ္ပာယ်ရတာပါเนาะအဲ့တော့ level 9学生ဆိုတာတော့ကျောင်းသားကျောင်းသူပေါ့เนาะ level 8老師ဆိုတာတော့ဆရာမ level 9တဆိုတာတော့ဒါကျွန်တော်ရဲ့ကျွန်တော်နော်ပိုင်ဆိုင်မှုပြစကားလုံးပေါ့နော်ဒါဥပမာသူ့ရဲ့နော်သူဤဒါအဲ့ဒါပိုင်ဆိုင်မှုပြစကားလုံးဖြစ်တယ်နံပါတ်30မာဆိုတာတော့လာပေါ့နော်မိကုန်းပြစကားလုံးဖြစ်တယ်ဥပမာအိမ်မှာအဖေရှိလားနော်အမေရှိလားအိမ်မှာစာအုပ်ရှိလားနော်ဘောပင်ရှိလားလာဒါတော့မိကုန်းမင်းကူပြစကလုံးဖြစ်တယ်အဲ့တော့ဆရာတို့အနေနဲ့ဒီအပေါ်ကဇေယျကွက်ထဲကပေါ့နော်ဝါဟာရ10လုံးကိုအရင်ဦးဆုံးဒါကျက်မဲ့တာဖို့ရန်အတွက်လိုရတာပေါ့နော်အဲ့တော့တစ်ကနေ30ထိကိုပြန်ပြီးတော့ဖတ်ကြည့်ရအောင်နော်ငေါကျွန်တော်ကျမနီတင်ခမညာထားသူမစဟုတ်တယ်ပူဒါတော့မအငင်းစလုံးပေါ့နော်学生ကျောင်းသားကျောင်းသူ老師ဆရာမဒါတော့ဤပေါ့နော်မာဒါတော့လာနော်မင်းကိုပြစကလုံးအဲ့တော့ဆရာဒီအောက်မှာပေါ့နော်ဥပမာဝါချဖွဲ့စကားပြောလေးတွေထုတ်ထားပေးတယ်နော်အဲ့တော့ဒီအပေါ်ဇာတ်ကွက်ရပြီဆိုရင်အောက်မှာကြည့်ရအောင်နော်နံပါတ်1တင်ကကျောင်းသားလားနော်တင်ကကျောင်းသားလားဆိုရင်တင်ဆိုလို့ရှိရင်နီနော်是နော်တင်ကဆိုလို့ရှိရင်你是ဟုတ်လားကျောင်းသားလားဆိုလို့ရှိရင်学生吗နော်တင်ကကျောင်းသားလားဆိုလို့ရှိရင်你是学生吗နော်အဲ့တော့နံပါတ်2ကျွန်တော်ကကျောင်းသားပါဆိုလို့ရှိရင်ကျွန်တော်ကဆိုလို့ရှိရင်我是ကျောင်းသားဆိုလို့ရှိရင်学生နော်我是学生ဒါဆိုလို့ရှိရင်ကျွန်တော်ကကျောင်းသားပါအဲ့တော့နံပါတ်3တင်ကဆရာလားနော်တင်ဆိုလို့ရှိရင်你နော်က是ပေါ့နော်တင်ကဆိုလို့ရှိရင်你是ဆရာလားနော်ဆရာဆိုလို့ရှိရင်老师လာဆိုလို့ရှိရင်မာနော်ဒီဇေယျကွက်ရဲ့နံပါတ်30ပါနော်10ခုမြောက်မှာလာနော်တွေ့ရတယ်အဲ့တော့နံပါတ်3တင်ကဆရာလားဆိုလို့ရှိရင်你是老师吗အဲ့တော့နံပါတ်4
ကျွန်တော်ကဆရာမဟုတ်ဘူးနော်ကျွန်တော်ကဆရာမဟုတ်ဘူးကျွန်တော်ကဆိုလို့ရှိရင်ဆရာမဟုတ်ဘူးဆိုလို့ရှိရင်我不是老师နော်我不是老师ကျွန်တော်ကဆရာမဟုတ်ဘူးအဲ့တော့နံပါတ်5သူမသည်ဆရာမဖြစ်သည်ပေါ့နော်ပြောချင်တယ်ဆိုလို့ရှိရင်သူမသည်ဆိုလို့ရှိရင်他是နော်သူမသည်အဲ့တော့ဆရာမဖြစ်သည်ဆိုလို့ရှိရင်老师အဲ့တော့သူမသည်ဆရာမဖြစ်သည်ဆိုလို့ရှိရင်他是老师နော်အဲ့တော့နံပါတ်6ကျွန်တော်ရဲ့အဖေကဆရာပါပြောချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့အဖေဆိုလို့ရှိရင်我的爸爸နော်我的爸爸是ကျွန်တော်ရဲ့အဖေကဖြစ်တယ်ပေါ့နော်老师ဆရာပါပေါ့နော်我的爸爸是老师အဲ့တော့ဆရာဒီမှာဥပမာဝါကျဖွဲ့စကားပြောလေးတွေတင်ထားပေးတယ်နော်အဲ့တော့ဒီကျွန်တော်တို့အနေနဲ့ပထမအဦးဆုံးဒီဇေယျကွက်ထဲမှာရှိတဲ့ဝါဟာရမီနီတွေကိုမမီမှတ်သားဖို့ရန်အတွက်လိုအပ်ပါတယ်ပြီးမှဒီအောက်မှာစကားဘယ်လိုပြောမလဲဝါကျဘယ်လိုဖွဲ့မလဲဆရာတင်ထားပေးတယ်နော်ဒါကတော့ဆရာ HSK level 1ထဲကနေပြီးတော့မီနီ10လုံးထုတ်ပြီးတော့ဒါဆရာဝါကျဖွဲ့ပုံစံစကားပြောပုံစံတင်ပေးတာဖြစ်တယ်ဆက်ပြီးတော့ဆရာမီနီထပ်ပြီးတော့နံပါတ်7 7 73အဲ့လိုနံပါတ်အစင်လိုက်ပေါ့နော်အလုံး150ထိဆရာဒီလိုမျိုးပဲမီနီလေးတွေထုတ်ပြီးတော့ဆရာဥပမာဝါကျဖွဲ့လေးတွေစကားပြောလေးတွေနဲ့ဆက်ပြီးမှတင်ပေးပါမယ်